တရားလေးနှုတ်ဆက်ခဲ့တဲ့ဖဝင်းကုန်းရောက်ရင်ဝင်ခဲ့ကွယ်ဖြူဖြူစင်စင်ရိုးရိုးသားသားတရားလေးဖိတ်ခေါ်ရဲ့နိုင်ရိုးစင်မြင်ထမ်းငါပြန်ငင်ငါအလွမ်းကြံရတဲ့လာခဲ့ပါချစ်တဲ့ရဲ့ဖဝင်းကုန်းငါစောင့်လို့ကြုံနေမယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်တို့ရဲ့ဓမ္မအောင်ဆုံး channel လေးဖြစ်တယ်ကျွန်တော်အဖြောက်ကနေတိုက်ဆောက်ခါစကားပြောလို့မမေ့နိုင်ဘူးချင်ကြမလေးရဲ့ပြန်ဆင်းလာတော့ကျွန်တော်ဂျိုင်းရနေတော့ကျွန်တော်ဒီကနေတော့ကိုရဲ့ဇာတိမြေလေးဖြစ်တယ်ဟိုဝင်းကငါဆောင်းလို့ဂျုံနေမယ်နော်ကျွန်တော်ဒီမှာအားလုံးပေါင်း50လောက်ရှိတယ်ဗျကျွန်တော်တို့ပထမဆုံး channel လေးကျွန်တော်တို့ခုကုန်းရွာအဝင်လေးပဲရွာလေးကတော့တာရတယ်ဗျငယ်ငယ်သားကစင်းတောင်ကြီးပြေးသွားတယ်ဒီလမ်းကြီးကကျွန်တော်ရှုံနေတဲ့ကြောင်းတက်ခဲ့တာနောက်မှကျွန်တော်ကြောင်းကြီးကိုလည်းရိုက်ထားပါသေးတယ်ကျွန်တော်ဒါဝါသနာအရမူလေးရိုက်တင်ပြီးတော့ကျွန်တော်ရဲ့ရွာအသားလေးကိုပြတော့ရွာတော့ကျွန်တော်အင်ဂျီစုစုပေါင်းဆိုအုပ်စု4အုပ်စုတော့ရှိတယ်အင်ဂျီ300ကျော်ရှိတယ်ဒါလည်းကျွန်တော်တို့ရွာဦးအဝင်အောင်သိန်းစီစီလေးပါဒါအောင်သိန်းစီစီလေးဆိုတော့ကျွန်တော်ငယ်တောင်ကြီးကလေးဘွားဆော့ခဲ့တဲ့နေရာလေးပေါ့ဒါအောင်စုပန်ကျောင်းကြီးစုပန်ကျောင်းဟိုဘက်မှာကျွန်တော်ဘော်ဒီပင်ရှိတယ်ဒါတမိုင်းဝင်ဘော်ဒီပင်ပေါ့နှစ်ပေါင်းကျွန်တော်ရွာဝင်ခင်200နီးနီးဖြစ်သွားပြီဘော်ဒီပင်ကြီးကျွန်တော်ရွာတဲ့ဆောင်းဝင်ဆရာကျွန်တော်ဆရာတော့ကျွန်တော်ရွာလေးအလဲလိုက်လာတာပေါ့ဗျာ